အခုဖေဖေပလင်းစိန်ဖေဖေပလင်းစိန်အဲ့လိုကလေဖေဖေပလင်းစိန်မအခုသမီးလေးလာပါအသားလာဖေဖေအမစေရတာဒီနိုင်ကဲခုချိန်ပြန်တဲ့လူကသူများအိမ်ငါ့ကိုမနေနိုင်ဟေးအီတိုသူလည်းမနေနိုင်လို့ပြန်ညလားမသိပါဘူးငါတို့ဟုတ်တယ်အီတိုဟုတ်ဆွဲတော့လိုက်ပြန်အမ2ယောက်ရှိတာ1ယောက်ဆွဲ1ယောက်စီဆွဲတာထိုင်ဟဲ့မင်းကလေမင်းနဲ့အရွယ်လိုက်တယ်ဟိုညီမလေးကိုဆွဲတာအမတို့ကလေကျွန်တော်တို့ကလာဆွဲတာအမတို့ဆွဲတာကျွန်တော်ခံဖို့မဟုတ်ဘူးလေအမတို့မခဏနေဦးဒါလေးကဝဲကနေထုတ်လာတာကျမတို့လည်းမြန်ပကနစ်ထွက်လာကိုလီတယ်ခေါင်းနေတော့အမဘာမှလက်ထိုးကြကြမရှိဘူးမတွေးပါမကြည့်လို့ပေးတာဟဲ့အာလာဒီမိကတော့ဘလူးကခေါ်သွားတာဘိုက်တွေဟာဒါတွေကဝက်ဆက်ဆက်တော်ပြီအဲ့ဒါဟိချက်ချက်ဟာမနီဒီဘုံဘောကြီးတယ်ကြီးမရဘဲနဲ့ဘာလို့ခေါ်တော့ကဆက်မဒီလည်းကြီးမတဲ့တရှင်းတွေလွဲနေဟာလားဒီတိုင်းမိုးလိုက်တာကွာဟုတ်ပြီလားမင်းဘာမှမလုပ်နဲ့မောင်းငါတော့ဖျားဆွဲလိုက်တာလာမယ်ရိုးစရာကြီးအဲ့မှာပြီးနေပြီတရားကကောင်းနေဟလားတချင်းတီးလုံးကစိုးကောင်းနေလားတချင်းတီးလုံးကစိုးပြီးကနေတော့စမယ်ဟဲ့အမတို့အပြောင်းလဲတခါပြောဦးမယ်မင်းသားနဲ့တမျက်နှာလေးပြုံးတာပဲအဲ့ဒီဟိုကစမ်းပွေညာအမီလည်းခေါ်လိုက်တော့မရတော့ဘူးဖြူဖြူမရတော့ဘူးအမီလည်းခေါ်လိုက်တော့ဟုတ်ကဲ့ကျွန်တော်တို့အမချောင်းကြီးဟုတ်ကဲ့ပါကျွန်တော်တို့ပင်လယ်ဓမြဘောပြုတ်ကျသွားတဲ့တယောက်ပါ